ဘဝတက်တန်းတစ်လျှောက်လုံးသင်မသိသေးတဲ့ဗဟုသုတ9ခုအားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel လေးကနေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့သင်လုံးဝမသိသေးတဲ့ဗဟုသုတတွေကိုကျမအနေနဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1အနေနဲ့ကတော့ဇစ်ချုပ်ရိုးပဲဖြစ်ပါတယ်ဒီအရာလေးသင်စီမှာရှိထားမယ်ဆိုရင်ပေါက်ပြဲဒဏ်ရာတွေဖြစ်တဲ့အခါစိတ်ယုံကိုသွားစရာမလိုတော့ပါဘူးအခုမြင်တွေ့နေရတဲ့ဒီအရာလေးကိုဇစ်ချုပ်ရိုးလို့ခေါ်ပါတယ်ခန္ဓာကိုယ်ပေါ်မှာချုံမရမယ့်ပေါက်ပြဲထန်ရတွေဖြစ်လာတဲ့အခါဒီဇစ်ချိုယူလို့ခေါ်တဲ့အရာလေးကိုဖြစ်နေတဲ့အနာပေါ်မှာတင်ထားလိုက်ပါပြီးရနဲ့ဘေးဘက်မှာထွက်နေတဲ့ဇစ်ကိုဟိုဘက်ဒီဘက်ဆွဲပေးလိုက်ပါအဲ့လိုဆွဲပေးလိုက်ပြီးဆိုတာနဲ့အနာကသူ့အထိုက်လျောက်ပိတ်သွားမှာပဲဖြစ်ပါတယ်ပေါက်ပြဲထန်ရပေါ်မှာအဲ့လိုတွေသွားလုံနေလို့နာလားဆိုတော့လည်းမနာပါဘူးအနာကိုချုပ်ရင်တော့နာရင်နာအောင်မှာပါဒါပေမဲ့ဒီပေါက်ပြဲထန်ရကိုအခုလိုလုပ်လိုက်တဲ့အတွက်ချုပ်တာထက်ကိုပို့ပြီးတော့စိတ်သက်သာရစေမှာပါအဲ့လိုနဲ့ဇစ်ပိတ်ပြီးလို့အနာလဲပိတ်ပြီးသွားပြီဆိုတာနဲ့ဘေးမှာထွက်နေတဲ့ဇစ်တွေကိုကက်ကြီးနဲ့ညှက်ပေးလိုက်ပါအဲ့လိုဆိုရင်တော့ရပါပြီအနာကျက်သွားရင်လည်းအဇစ်တွေကိုအချီတွေအတိုင်းတကူးတကလွှင့်ပစ်နေစရာမလိုပါဘူးဘာလို့လဲဆိုတော့အနာကျက်ပြီးဆိုတာနဲ့အဇစ်ကလည်းသူ့လိုကွာကျသွားမှာမို့လို့ပါနံပါတ်2အနေနဲ့သင်မသိသေးတဲ့ဗဟုသုတတစ်ခုကတော့သပင်ဖြောင်းဆက်နဲ့ဝိုင်းပလင်းအဖုံးကိုဖွင့်လို့ရတယ်ဆိုတာပါပုံမှန်ဆိုရင်တော့ဝိုင်းပလင်းဖုံးကိုဝိုင်းဖုံးဖွင့်တဲ့ဝက်အူနဲ့ပဲလှည့်ဖွင့်ကြတာပါဒါပေမဲ့ဒီဗီဒီယိုထဲမှာတော့ဝိုင်းပလင်းဖုံးကိုသပင်ဖြောင်းဆက်နဲ့ဖွင့်နေတာမြင်တော့အံ့ဩသွားကြလိမ့်မယ်လို့ထင်ပါတယ်ဟုတ်ပါတယ်အံ့ဩစရာဆိုပေမဲ့ဝိုင်းပလင်းဖုံးကိုသပင်ဖြောင်းတဲ့ဆက်နဲ့ဖွင့်လို့ရပါတယ်ဖွင့်နည်းကတော့ဒီလိုပါသပင်ဖြောင်းဆက်ကိုဝိုင်းပလင်းရဲ့ထိပ်မှာညှက်ထားလိုက်ပါအပူချိန်ကိုတော့အပြင်းဆုံးထားပေးရပါမယ်ပြီးရနဲ့သပင်ဖြောင်းဆက်ကိုဟိုဘက်ဒီဘက်နည်းနည်းလှည့်ပေးလိုက်ပါအဲ့လိုလှည့်လိုက်ပြီးပြီဆိုရင်တော့ဖွင့်ရခက်ပါတယ်ဆိုတဲ့ဝိုင်းပလင်းဖုံးဟာသူ့လိုအပေါ်ကိုတက်လာမှာပဲဖြစ်ပါတယ်ဒီနည်းတကယ်အသုံးဝင်မဝင်ဆိုတာကိုကဘာအနှံ့အပြားကလူတော်တော်များများကလည်းစက်သက်ထားကြပြီးပြီဖြစ်ပါတယ်ဒါကြောင့်သင်အနေနဲ့လည်းဝိုင်းပလင်းဖုံးကိုဖွင့်ဖို့အခက်အခဲဖြစ်နေတယ်ဆိုရင်ဒီနည်းလမ်းလေးကိုအသုံးပြုပြီးဖွင့်ကြည့်လို့ရပါတယ်နံပါတ်3အနေနဲ့သင်မသိသေးတဲ့ဗဟုသုတတစ်ခုကတော့တရုတ်နိုင်ငံကလူတွေရဲ့သဘာဝတစ်ခုအကြောင်းပဲဖြစ်ပါတယ်တရုတ်နိုင်ငံသားတော်တော်များများဟာမျက်လုံးအိမ်အတော်လေးကျဉ်ကြပါတယ်အာရှမှာဆိုရင်တရုတ်နိုင်ငံကလူတွေဟာမျက်လုံးအိမ်အကျဉ်းဆုံးလူသားတွေပဲဖြစ်ပါတယ်ဒါကြောင့်တရုတ်လူမျိုးတွေဟာသူတို့ကလေးတွေမွေးလာတဲ့အခါမျက်လုံးပေါ်မှာတိတ်လေးတွေကပ်ပေးကမျက်လုံးအိမ်ကျင်းတဲ့သဘာဝတရားကြီးကိုဖြည့်ရှင်းကြပါတယ်တိတ်ကပ်တာကလည်းဒီတိုင်းကြီးဗမာလိုကပ်လိုက်တာမျိုးမဟုတ်ပဲမျက်ခွန်လေးကိုလှမ်းကားတိတ်လေးကိုနဖူးနဲ့မျက်ခွန်နဲ့ဆက်ကားကပ်ပေးကြတာပါရည်ရွယ်ချက်ကတော့မျက်လုံးကိုပွင့်အောင်လှမ်းပေးလိုက်တာပါအဲ့လိုလုပ်ပေးလိုက်ခြင်းအပြင်ကလေးတွေအနေနဲ့အသက်ကြီးလာတဲ့အခါတမန်လူတွေအတိုင်းပဲမျက်အိမ်ကျဲနဲ့အမြင့်အာရုံရှင်းလင်းမှုကိုရရှိမှာပဲဖြစ်ပါတယ်နောက်ပြီးတရုတ်ကလေးတော်တော်များများဟာမွေးရပါမျက်လုံးမှေးတဲ့ပြဿနာကြောင့်အမြင့်အာရုံရှင်းလင်းမှုနဲ့ပတ်သက်ပြီးအခက်အခဲရှိတယ်လို့လည်းသိရပါတယ်ဒါကြောင့်လေတရုတ်လူမျိုးတွေအနေနဲ့စေယုံစေကန်းတွေသွားမနေပဲဒီလိုရိုးရှင်းတဲ့နည်းလမ်းကိုအသုံးပြုနေကြတာပါနံပါတ်4အနေနဲ့ကတော့သင်ဘဝမှာသင်တစ်ခါမှမြင်ဘူးမှာမဟုတ်တဲ့တရုတ်ဝါကြွက်တွေအကြောင်းပဲဖြစ်ပါတယ်သင်ခုမြင်နေရတဲ့ကြွက်တွေဟာတရုတ်နိုင်ငံမှာပဲရှိတာပါဒီကြွက်တွေကိုတော့တရုတ်ဝါကြွက်တွေလို့ခေါ်ပါတယ်ဝါကြွက်လို့ခေါ်တာကဒီကြွက်တွေဟာဝါတွေကိုပဲစားတာကြောင့်ပါတရုတ်လူမျိုးလယ်သမားတွေဟာဒီကြွက်တွေကိုသူတို့ငယ်စဉ်အချိန်မှာကလေးကနေဝါတွေကိုပဲကျွေးပါတယ်အဲ့လိုနဲ့ဝါတွေကိုစားရင်နဲ့ဒီကြွက်တွေဟာတဖြည်းဖြည်းအကောင်ကြီးပြီးတော့အမီးတွေရှည်လာပါတယ်အဲ့လိုနဲ့တရုတ်လယ်သမားတွေဟာသူတို့လိုချင်တဲ့စိုက်လောက်ရောက်ပြီဆိုတာနဲ့ဒီကြွက်တွေကိုအသားဆေးဘွက်ထဲမှာတင်သွင်းရောင်းချကြပါတယ်ရောင်းတာကလည်းဈေးအမြင့်ဆုံးနဲ့ကိုရောင်းတာပါဒါကြောင့်ကြွက်တွေဆိုပေမဲ့လည်းတော်ရုံလူတွေအနေနဲ့ဒီကြွက်တွေကိုဝယ်မစားနိုင်ပါဘူးဘာလို့လဲဆိုတော့ဒီကြွက်တွေဟာတခြားပောက်ကရအစာတွေစားတာမျိုးမဟုတ်ပဲဝါတစ်မျိုးတည်းကိုသာစားတဲ့ကြွက်အသန့်တွေဖြစ်တာကြောင့်ပါဒါကြောင့်အစားစုံနဲ့အစုံစားတရုပ်တွေကိုတော့ဒီတစ်ခါမှနည်းနည်းလေးတတ်နေလို့သတ်မှတ်ရမှာပါနံပါတ်5ဒီနည်းကိုသုံးရင်ဘလောက်ကြီးမားတဲ့ပေါက်ပြဲဒဏ်ရာဖြစ်နေပါစေအနာပြောက်ဖို့လနဲ့ချီကြမှာမဟုတ်ပါဘူးဒီနည်းလမ်းကိုတော့ဖိအားအနည်းဆုံးနဲ့အနာပြောက်အောင်ကုတဲ့နည်းလမ်းပဲဖြစ်ပါတယ်အရင်ဆုံးသင်လို့ရမှာကသေချာဆေးကြောထားတဲ့ဖော်တုံးတုံးကိုခန္ဓာကိုယ်ရဲ့အနာဖြစ်နေတဲ့နေရာပေါ်မှာတင်လိုက်ပါနောက်ပြီးအဖော်တုံးပေါ်မှာပလတ်စတစ်ပုံစံဖလင်ပြားပပလေးကိုဖော်တုံးပေါ်မှာအုပ်ပေးလိုက်ပါနောက်ပြီးရင်တော့သင်အနေနဲ့အဖော်တုံးရဲ့အလဲမှာအပေါက်လေးဖောက်လိုက်ပါပြီးတာနဲ့လေးကိုစုပ်ပြီးမှုတ်ထုတ်နိုင်တဲ့ဆေးဘက်ဆိုင်ရာသုံးလေးဟာနဲ့ပိုက်လေးကိုအဲ့ဒီပေါ်မှာတက်ဆင်ပေးလိုက်ပါပြီးရင်တော့လေးကိုထုတ်ပါနောက်ပြီးတာနဲ့လေးကိုစုပ်လိုက်ပါပိုက်ကနေတဆင့်လေးတွေကိုအဲ့လိုစုပ်လိုက်ထုတ်လိုက်လှုပ်ခြင်းအပြင်ဖော်တုံးကနေတဆင့်အနာတွေကိုအဲ့လေးတွေဝင်ရောက်သွားမှာပဲဖြစ်ပါတယ်ဒီနည်းလမ်းနဲ့လာပေါင်းများစွာကြာမှတက်တာမယ့်အနာဟာရက်ပိုင်းနဲ့တင်တက်တာသွားမှာပဲဖြစ်ပါတယ်ဒီနည်းလမ်းဟာလူသုံးနေနေသေးပေမဲ့တကယ်ကိုအသုံးဝင်တဲ့နည်းလမ်းဖြစ်တာကြောင့်သစ်စီမှာအခုမြင်နေရတဲ့ပစ္စည်းစုံရှိတယ်ဆိုရင်ဒီနည်းလမ်းအတိုင်းအသုံးပြုနိုင်ပါတယ်ထင်မြင်ချက်လေးတွေကို comment မှာမှတ်သွားပေးကြပါအောင်အဆုံးထိကြည့်လာပေးတဲ့အတွက်ကျေးဇူးအထူးပဲတင်ပါတယ်နောက်ပြီးဗဟုသုတတစုံတရာရရှိသွားမယ်လို့လည်းမျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာသေချာပေါက်ပြန်တွေ့ကြရအောင်ပါ